ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နေ့လကူတင်ဆက်ပေးမယ့်အကြောင်းအရာကတော့29ကြိမ်မြောက်စီးကိန်းအကျိုးလက်ရည်စံပြိုင်ပွဲအဖြစ်မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှလက်ရည်စင်အားကစားသမားများနဲ့နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းမှလက်ရည်စင်အားကစားသမားများရှင်ပြိုင်တဲ့ပွဲပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းကြက်တောင်အားကစားနည်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကြက်တောင်အားကစားနည်းကို1992ခုနှစ်မှာစပြီးအိုလံပစ်ပြိုင်ပွဲတွင်ထည့်သွင်းကျင်းပခဲ့ကလက်ရှိအချိန်ထိလည်းအိုလံပစ်ပြိုင်ပွဲမှာဆက်လက်ပါဝင်နေရလို့သိရပါတယ်။ကြက်တောင်အားကစားနည်းကိုအင်္ဂလိပ်တို့ကအစပြုခဲ့ပြီးအာရှမှာတွင်ကျယ်နေတဲ့အားကစားနည်းလည်းဖြစ်ပါတယ်။1893ခုနှစ်ကအင်္ဂလန်နိုင်ငံလုံးဆိုင်ရာကြက်တောင်အဖွဲ့အစည်းကပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့တဲ့ကြက်တောင်အားကစားနည်းစီမင်းစည်းကမ်းတွေဟာလက်ရှိအချိန်မှာအသုံးပြုနေတဲ့စီမင်းစည်းကမ်းတွေနဲ့အလွန်ပင်နီးစပ်နေရလို့လည်းသိရပါတယ်။1889ခုနှစ်မှာကျင်းပခဲ့တဲ့ပြိုင်ပွဲဟာကမ္ဘာပေါ်မှာအစောဆုံးကျင်းပခဲ့တဲ့ကြက်တောင်ရိုက်ပြိုင်ပွဲအဖြစ်မှတ်တမ်းဝင်လျက်ရှိပါတယ်။ကြက်တောင်အားကစားနည်းဟာ29ကြိမ်မြောက်အရှေ့တောင်အာရှစီးကိန်းပြိုင်ပွဲတွင်ထည့်သွင်းရှင်ပြိုင်ကစားမိအားကစားနည်း33မျိုးထဲမှတစ်မျိုးပါဝင်ဖြစ်တာကြောင့်ရှင်ပြိုင်ကစားမိလက်ရွေးစင်ကစားသမားများကိုမြန်မာနိုင်ငံကြက်တောင်အားကစားအဖွဲ့ချုပ်မှရွေးချယ်ထားတယ်လို့သိရပါတယ်။ရွေးချယ်ထားတဲ့ကစားသမားများကိုလက်ရည်စမ်းပြိုင်ပွဲများပြုလုပ်ပေးခြင်းလေ့ကျင့်ချိန်များသတ်မှတ်ပြီးအားကစားလေ့ကျင့်မှုများကိုတောင်ပေါင်းစုံကနေပြုလုပ်ပေးနေရလို့သိရပါတယ်။ဒီကနေ့လုပ်တဲ့ပြိုင်ပွဲမှာတော့ကျွန်တော်ဒီနေ့ပြိုင်ပွဲကလာမယ့်29ကြိမ်မြောက်စီးကိန်းမှာကျွန်တော်ပြိုင်ပွဲဝင်မဲ့ကြက်တောင်အားကစားသမားတွေရဲ့လက်ရည်အဆင့်အတန်းကိုစီးစစ်တဲ့ပြိုင်ပွဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့ပြိုင်ပွဲကျင်းပပြီးတဲ့အခါမှာဒီကစားသမားတွေဒီမှာလက်ရည်အဆင့်ပြိုင်ပွဲမှာရရှိတဲ့သူတို့ရဲ့လက်ရည်အဆင့်တွေဟာအရင်တောက်လျှောက်လေ့ကျင့်ခဲ့တဲ့ result ပေါ့လေသူတို့ရဲ့ဒါအကောင်းဆုံးလက်ရည်အဆင့်ရည်သွေးကိုဒီမှာသတ်မှတ်ပြပေးနိုင်မှာဖြစ်ပါတယ်။သူတို့ကိုကျွန်တော်တို့ကဒီလေ့ကျင့်တဲ့အချိန်ပိုင်းရောတစ်ပတ်ကိုကျွန်တော်တို့က9ရက်ပေါ့လေ။မနေ့ကကျွန်တော်တို့ကဒီမနေ့9နာရီကနေ9နာရီခွဲလောက်ဒီတစ်ချိန်ညနေပိုင်းမှာတော့ကျွန်တော်4နာရီနဲ့9နာရီခွဲလောက်ဒီတစ်ချိန်ကျွန်တော်တို့က2ချိန်လေ့ကျင့်ပါတယ်။ဒါပေမဲ့ဒီမှာလေ့ကျင့်အသုံးပြုရတဲ့ပစ္စည်းအစားကျွန်တော်တို့အားကစားဝန်ကြီးဌာနအပြည့်အဝပံ့ပိုးထားတဲ့အပြင်လက်ရှိသူတို့လေ့ကျင့်ရတဲ့ကြက်တောင်ပစ္စည်းတွေလေအဲ့ဒါတွေဟာကျွန်တော်တို့ international ကမ္ဘာပြိုင်ပွဲတွေမှာကျင်းပအသုံးပြုတဲ့ဒီကြက်တောင်မျိုးစားတွေကိုလေ့ကျင့်ရတာဖြစ်ပါတယ်အဲ့တော့ဒီပစ္စည်းကအစသူတို့ပြည့်စုံလေ့ကျင့်ရတဲ့အတွက်သူတို့ရဲ့လက်ရည်ဟာအခုချိန်မှာစိတ်တိုက်ကိုစီကောင်အင်မတန်အားရစရာကောင်းပါတယ်ကျွန်တော်တို့အနေနဲ့ဒီကြက်တောင်ဟာကမ္ဘာနံပါတ်1အားကစားနည်းတစ်ခုအနေနဲ့ရှေ့တောင်အာရှလွှမ်းမိုးကြီးစိုးထားတာဖြစ်ပါတယ်အဲ့ဒီအနေထားမှာကျွန်တော်တို့ရွှေစိတ်တွေနဲ့ကျွန်တော်တို့မမျှော်မှန်းနိုင်တော့လည်းပဲကျွန်တော်တို့အောင်မြင်ဆုံးအကောင်းဆုံးစုစိတ်တွေရရှိဖို့တော့ကျွန်တော်တို့မျှော်လင့်ထားပါတယ်ကြက်တောင်အားကစားနည်းမှာအရေးကြီးလာတဲ့ကြက်တောင်ကူတော့ဘဲမွေသို့မဟုတ်ပလတ်စတစ်ဖြစ်ပြုလုပ်ရန်စံနှုန်းသတ်မှတ်ထားပါတယ်ကြက်တောင်မှာဘဲမွေ16ခုပါဝင်ရမှာဖြစ်ပြီးပါလာသောတရေသို့မဟုတ်အထူးပြုလုပ်ထားတဲ့ပိတ်စဖြစ်ဖုံးအုပ်ရန်လိုအပ်တယ်လို့သိရပါတယ်ဒီကစားနည်းဟာကြက်တောင်နဲ့ဗတ်တံကိုအသုံးပြုကတဦးချင်းသို့မဟုတ်နှစ်ယောက်တွဲရှင်ပြိုင်ရတဲ့အားကစားနည်းဖြစ်ပါတယ်ကြက်တောင်အားကစားနည်းဟာပြိုင်ပွဲအမျိုးအစား5မျိုးရှိပြီးအမျိုးသားတဦးချင်းအမျိုးသမီးတဦးချင်းအမျိုးသား2ယောက်တွဲအမျိုးသမီး2ယောက်တွဲအမျိုးသားနဲ့အမျိုးသမီး2ယောက်တွဲတို့ဖြစ်ပါတယ်ကြက်တောင်ကွင်းများကိုတဦးချင်းပွဲစဉ်များနဲ့နှစ်ယောက်တွဲပွဲစဉ်များအတွက်ပါပူးတွဲဆောက်လေးရှိပြီးကွင်းလျားကလည်းတူညီရလို့သိရပါတယ်။ကြက်တောင်ကွင်းအကျယ်ဟာပေ20ရှိပြီးတဦးချင်းပွဲစဉ်များအတွက်တော့18ပေသာသတ်မှတ်ထားပါတယ်။ဦးရော်ဘင်ဟာမြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့အပြင်လက်ရှိမှာစီးကိန်းကြက်တောင်ပြိုင်ပွဲနီးပြချုပ်အဖြစ်ပါတာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။လာမယ့်စီးကိန်းမှာကျွန်တော်တို့ကအသင်းလိုက်ပြိုင်ပွဲမရှိပါဘူး။တကွန်ဆိုင်ပြိုင်ပွဲရှိတယ် individual events ပေါ့။မျိုးသားတူချင်းရယ်အမျိုးသမီးတူချင်းရယ်နောက်ကျတော့အမျိုးသား2ယောက်တွဲပွဲရယ်နောက်အမျိုးသမီး2ယောက်တွဲပွဲရယ်နောက်အမျိုးသားမျိုးသမီး2ယောက်တွဲအားလုံး9တန်းပေါ့ရှင်ပြိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့အမျိုးသားတူချင်းအမျိုးသမီးတူချင်းနောက်2ယောက်တည်းပဲအားလုံးကျွန်တော်21မှ3ပွဲရှင်ပြိုင်ကစားဖြစ်ပါတယ်20မှတူရင်တော့ကျွန်တော်တို့2မှပြတ်တစ်ဆက်တည်းအနိုင်ရရှိတဲ့ကစားသမားအနိုင်ရရှိပါတယ်ဒီအားကစားနည်းမှာတော့ကြက်တောင်မှာဒီပိုက်ရိုက်မိရင်ဒါကျွန်တော်တို့ဒါအမှတ်ပေးရတယ်။နောက်ကျွန်တော်တို့ဘေးစီအပြင်ဘက်ထွက်သွားရင်အမှတ်ပေးရတယ်။အဲ့ဒီအပြင်ကစားသမားတွေရဲ့ misconduct ပေါ့မလျော်ကန်တဲ့အပြုအမူရိုင်းပြတဲ့အပြုအမူလုပ်ရင်လည်းတိုင်လူကြီးကသူ့ကိုအဝါကပ်ပြပြတယ်။ဥပမာအချိန်ဆွဲကစားတာနောက်တစ်ခါပိုက်ကိုရိုက်တာရိုင်းပြတဲ့အပြုအမူလုပ်တာတွေနောက်ပြေးသက်ဘက်ကိုလှည့်ပြီးတော့ပြန်ပြောတာတို့နောက်စီချက်တိုင်လူကြီးကိုရံပြူတဲ့အပြုအမူမျိုးနဲ့လုပ်တဲ့အပြုအမူအားလုံးကိုတိုင်လူကြီးကပထမအချိန်ဆိုအဝါကပ်ပြပြတယ်ဒုတိယအချိန်ဆိုရင်အနီးကပ်ပြပြတယ်တတိယအချိန်ဖြစ်ခဲ့ရင်တိုင်ကျုပ်ကလာပြီးတော့တိုင်လူကြီးကိုအမဲကပ်ပြပြပြီးတော့ပြန်ပွဲမှာထုတ်ပယ်တဲ့အဖြစ်ကိုပေးပါတယ်ကျွန်တော်တို့ဒီစီဂိမ်းမှာတော့ကျွန်တော်တို့မြန်မာအဖွဲ့ရတော့အမျိုးသားအမျိုးသမီးရောပေါ့နော်၈ယောက်စီပါဝင်ရှင်ပြိုင်မှာတကွန်ဆိုင်9တန်းလုံးမှာအဲ့ပြိုင်ပွဲအနေထားကတော့ကမ္ဘာ့ဆင့်ပြိုင်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့စုစည်းရဖို့တော့ခက်ခဲပါတယ်ဒါပေမဲ့ကျွန်တော်တို့အမိနိုင်ငံမှာကျွန်တော်တို့ဒီပြိုင်ပွဲကို44နှစ်ကြာပြီးမှပြန်ရှင်ပြိုင်ခွင့်ရတဲ့အတွက်ဒီအားကစားသမားတွေကလည်းအထူးပဲစိတ်အားထက်သန်လည်းရှိတယ်။နောက်ကျွန်တော်တို့နီးပြဖွဲ့ရလည်းစွမ်းကုန်စူးစမ်းလည်းရှိပါတယ်။နောက်နိုင်ငံတော်ကလည်းကျွန်တော်တို့အိုလံပစ်ကော်မတီရောအားကစားဝန်ကြီးဌာနကလည်းကျွန်တော်တို့အားပေးနေပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီပြိုင်ပွဲမှာအဆင့်မြင့်မြင့်နဲ့အကောင်းဆုံးရှင်ပြိုင်သွားဖို့စီစဉ်ဆောင်ရွက်လည်းရှိပါတယ်။စစ်တောင်အားကစားနည်းမှာစပေးဘောထိုးရန်အတွက်အလဲဗဟိုမြင်းတစ်ခုသတ်မှတ်ထားပြီးတဦးချင်းပွဲစဉ်များတွင်ပိုက်မှ6ပေ6လက်မှအကွာမှစပေးဘောထိုးရပါတယ်။နှစ်ယောက်တွဲပွဲစဉ်များမှာနောက်စီးမှ8 2ပေ6လက်မှတွင်စပေးဘောထိုးရပါတယ်။စပေးဘောထိုးရတွင်ဘတ်တန်ကိုအောက်သို့စိုက်ထားသောအနေအထားဖြစ်သာထိုးဝင်ရှိရလို့သိရပါတယ်။စစ်တောင်အားကစားနည်းမှာပွဲငယ်တစ်ပွဲချင်းစီအတွက်22မှတ်ကစားရပြီးဘတ်ဆော့3ရှင်ပြိုင်ရခြင်းဖြစ်ပါတယ်။တကယ်လို့သာ2မှတ်အသာရအောင်မကစားနိုင်လည်းရမှတ်30ရရှိသူသာအနိုင်ရမှာဖြစ်ပါတယ်။စပေးပေါ်စတင်မိသူကိုတော့ပွဲမစခင်မှာမဲနိုင်ပြီးဆုံးဖြတ်မှာဖြစ်ပါတယ်။ကိုအောင်ကြည်မင်းဟာ29ကြိမ်မြောက်စီးကိန်းပြိုင်ပွဲမှာရှင်ပြိုင်ကစားရန်ရွေးချယ်ခံရတဲ့လူရွေးစင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒီစီးကင်းအောင်မြန်မာနိုင်ငံမှာ40ကျော်ကြာပြန်ကျင်းပဖြစ်တဲ့အတွက်ကြောင့်ဒီကျွန်တော်ကလည်းအားကစားအနေနဲ့ပေါင်းစီးနေရောက်လို့ကခုံဝန်တော့ဒီကျွန်တော်ကမေလာကလေးကစပြီးတော့ကမ်ပင်းစတန်ဒတ်လေးနေတယ်ပေါ့နော်အဲလေ့ကျင့်နေတာလေ့ကျင့်နေတာရှင်နေတာဒီကိုထူလာတယ်ကျွန်တော် training ကမနေ့9နာရီကနေ9နာရီတစ်ချိန်ညနေ4နာရီကနေ9နာရီတစ်ချိန်ဒီဘက်ကို6ရက်ပြကျင်တယ်တနင်္ဂနွေတည်းမှာပေါ့နော်အဲ့လိုမျိုးနဲ့မိသားစာလေးလေ့ကျင့်နေတာဟုတ်ကဲ့ဟိုပြန်ပွဲဝင်နေပေါ့နော်ကိုယ့်ရဲ့ပြန်ပွဲကိုနဲ့ပြန်နေလူတွေရဲ့အဲ့လိုလက်ရည်ချင်းတွေတီးတာအားလုံးနဲ့တိတ်ထိခိုက်မှုတွေတိတ်မရှိဘူးပေါ့နော်ကိုယ်ရှင်ကိုမိုးလုံးလေးလုံးနဲ့လာစားတယ်ပြီးတော့အဲ့လိုမျိုးကျွန်တော်ဝါညာပါတယ်ပေါ့ဟုတ်ကဲ့ဟိုအများကြီးပြောနေတာပါဒုတိယဆုတော့ကျွန်တော်ဟုတ်စစ်တောင်အားကစားနည်းတွင်တဦးချင်းပွဲစဉ်များရဲ့အဓိကဦးတည်ချက်မှာပြိုင်ပွဲကိုမောင်းကစားခြင်းဖြစ်ပါတယ်။တဦးချင်းပွဲစဉ်များဟာအလွန်မောပန်းလွယ်တဲ့ပွဲစဉ်များဖြစ်တာကြောင့်ကမ္ဘာအဆင့်စစ်တောင်သမားများဟာအလွန်ပင်တက်လုံကောင်းမွန်တဲ့သူများဖြစ်ပါတယ်။နှစ်ယောက်တွဲပွဲစဉ်များတွင်တက်လုံထက်ရိုက်ခုတ်ဆင်နိုင်ခြင်းကပိုမိုအရေးပါတာကြောင့်တိုက်စစ်အရှိန်အဟုန်မကျသွားအောင်ထိန်းသိမ်းခြင်းကအဓိကကျသောမဟာဗျူဟာဖြစ်ပါတယ်။29ကြိမ်မြောက်စီးကိန်းပြိုင်ပွဲဟာမြန်မာနိုင်ငံမှာလက်ခံကျင်းပမှာဖြစ်ပြီးစစ်တောင်အားကစားနည်းကိုတော့နေပြည်တော်ဝနသိတ္တိအားကစားကွင်းစီယုံမှာရှင်ပြိုင်ရမှာဖြစ်တယ်လို့သိရပါတယ်။2013စီးကိန်းပြိုင်ပွဲမှာစစ်တောင်အားကစားနည်းကိုရွှေတံဆိပ်5စုချီးမြှင့်ရန်စီစဉ်ထားတယ်လို့လည်းသိရပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တာတော့စစ်တောင်အားကစားနည်းနဲ့ပတ်သက်တဲ့အကြောင်းအစုံလေးပဲဖြစ်ပါတယ်ရှင်။နောက်များမှာလည်းဘလို့အားကစားနည်းများကိုတင်ဆက်ပေးသွားအောင်လဲဆိုတာကိုစောင့်မျှော်ကြည့်ရှုကြပါအောင်ရှင်။